တခါတလေလူတွေဟာအချစ်ကြောင့်ပဲယူမိုက်တဲ့လုံရက်တွေလုံးမိတတ်ကြတယ်အဲ့ဒါကြောင့်ပဲပြန်ရလိုက်တဲ့အရာတွေကတော်တော်ကိုဆိုးရွားတယ်ဗျဒီနေ့တော့အဲ့လိုယူမိုက်ခဲ့ကြသူတွေရဲ့တမိုင်းကြောင်းကိုလေ့လာလိုက်ကြရအောင်အချိန်ကတော့ AD 6ရာစုလောက်မှာပေါ့ရှီဝေါ်ဖြေကြီးရဲ့နန်းဆောင်တစ်ခုမှာအော်ဟစ်ငူကျွေးတန်လေးတစ်ခုထွက်ပေါ်လာခဲ့တယ်ဗျအိတ်ကတွေမောင်တူတရဲ့ဇလန်းလေးကစတာပါပဲရိုးရိုးမောင်တူတတော့မဟုတ်ဘူးဗျရှေကိုမှဇွန်းတဲ့ချောင်းပါတဲ့ရှီဝေါ်ဖြေရဲ့အိမ်ရှိဆန်မင်းသားတစ်ယောက်ပေါ့မောင်တူတရဲ့ကန်းကကောင်းတယ်လို့ဆိုးတယ်လို့နဲ့ပြောရရင်မဆောင်ပေါ့အကြောင်းကသူ့အသက်12နှစ်သားရောက်တော့ဖခင်မင်းကြီးနတ်ရွာဆန်းသွားပါရောအဲ့တော့မောင်တူတကငငယ်ရွယ်ရွယ်နဲ့ဘယင်ဖြစ်လာတာပေါ့အသက်12နှစ်သားနဲ့ဘယင်ဖြစ်လာတဲ့မောင်တူတမှာငငယ်တငယ်ချင်းမလေးတစ်ယောက်ရှိခဲ့တယ်ဗျာသူမနာမည်ကစောမွန်လာတဲ့သူတို့နှစ်ယောက်ကငငယ်ကလေးကတူတူကစားတူတူကြည်ဖြစ်လာကြတဲ့ bestie တွေပေါ့ဒါပေမဲ့ဇလန်းကဒီမနဲ့ရိုးရိုးလေးပြီးမသွားဘူးဗျာစောမွန်လာကလည်းတာမယ်မင်းကလေးမဟုတ်ဘူးဗျာသူမကဗိတ်တနိုးဘီရဲ့အနာဂတ်ပန်းထွားဘရင်မှဖြစ်လာမဲ့သူပေါ့တမိုင်းမှတန်းတွေအရာဆိုစောမွန်လာကပန်းထွားအမိရသည်အသက်40အရွယ်ထိတောင်ငယ်ရွယ်ပြီးနှုတ်ပြိုနေတော့မယ်လို့သိရတယ်ဗျာသူတကအဲ့ဒီချင်းတီကိုချစ်နေတော့မဲ့ပေါ့ဒီနေရာမှာမောင်တူတရဲ့ယူမိုက်တဲ့အချစ်ကစတာပဲသူကပန်းထွားကိုအယမ်းချစ်တာဗျာဘလောက်တောင်ချစ်လဲဆိုရင်ဘရင်ဖြစ်ပြီးချင်းသူ့ရဲ့ရှီဝပြေကြီးကိုပါပန်းထွားဘရင်မရဲ့လက်အောက်ခံအဖြစ်ပုံအောပြီးအနံ့လိုက်တဲ့အထီးပဲတကယ်ကိုစော်စိတ်နေထေးပြောင်းနေတဲ့ကောင်ပေါ့ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ကင်းဘဝကနေချစ်ရသူရဲ့စစ်တူကြီးဘဝကိုလိုလာလာပြောင်းလဲခဲ့တဲ့တကယ်နွားလာဦးတစ်ဖက်လေးပေါ့ကိုကပုံအောချစ်ပြပြီမိတ်တစ်ဖက်ကပြန်ရတာကအေးဆက်ဆက်တုံ့ပြန်မှုတွေဖြစ်နေတဲ့အခါဘာတွေဖြစ်လာမယ်ထင်လဲပန်းထွားဘရင်မကသူ့ရဲ့မာနကိုအချစ်ထက်ပိုဦးစားပေးခဲ့တယ်ဗျာတိုင်းပြည်ကိုအနံနဲ့တူးထကိုဘရင်မပန်းထွားကရှီဝအယက်မှာပဲမြို့စားပြန်ခတ်အပ်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲဇက်လိုက်ကြော်ကြီးတွတ်တာပေါင်ဝင်းကြီးကတရေခေတရာကနေစစ်တက်ကြီးနဲ့ချီတက်လာပါလိတော့ Grok မှာဗီဒီယိုဖန်တီးတာတွေရပ်သွားလို့ AI အတစ်တွေလိုက်ရှာရတာပင်ပန်းနေပြီလားတခြားမှာ Grok account တစ်ခုကို9000တောင်အထိပေးဝယ်နေတော့မယ်လားခဏလေးရပ်လိုက်ပါတော့ဝေဒီအလားသာအကုန်ခံမြမလို့တော့ပါဘူးအခုဆိုကျွန်တော်တို့ရဲ့ AI store ဆိုင်ကနေ Grok Gemini ChatGPT အပြင်အခြားသော CapCut Alight Motion စသောအရာများကိုဈေးတက်နဲ့စတင်ရောင်းချနေပါပြီဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Telegram Channel Coffee ခါကိုဆက်သွယ်လိုက်ပါခင်ဗျ Customer Service ကလည်း24နာရီလုံးလာဝဲလို့ရပါတယ်ဗျပြီးရင်မတိတာတွေလည်းလာမေးလို့ရတယ်လို့ပြင်းရင်တောင်လာစကားပြောလို့ရပါတယ်ဗျဒီတိုက်ပွဲကအချစ်ကြောင့်လားအာနာကြောင့်လားဆိုတာဝေခွဲရခတ်ပြီမဲ့ကြားတဲ့ကမြေစာပင်စွတ်ထော်တာကတော့ကျွန်တော်တို့ရဲ့မောင်တူတာပါပဲတွတ်တာပေါင်ဝင်းကြီးရဲ့တရေခေတရာတက်တွေကဗိတ်တနိုးမှုရို့နားအထိရောက်လာတာတော့မြို့ကိုမသိမ်းနိုင်ဘူးဗျဘာလို့လဲဆိုတော့ပန်ထွားဘီယန်မစီမှာအာတုပလို့ခေါ်တဲ့လှုပ်ဝက်စီတော်ကြီးရှိနေလို့ပဲရန်သူလာရင်စီတီးလိုက်တာနဲ့မြစ်ရည်တွေရှန်အထိရန်သူတက်တွေကဘာပြက်ကုန်တာပေါ့တွတ်တာပေါင်ဝင်းဆိုတာကလည်းအဲ့အချင်းခါကအင်အားအကြီးဆုံးမှာဆိုရဲတရေခေတရာပြည်ကြီးရဲ့ထူးချွန်ပြီးစစ်ပရိရဲ့ကျွဲတဲ့ဘယင်တယောက်ဗျဒီတိုင်းဆက်တိုက်နေရင်အေးမလှမန်းထိတဲ့တွတ်တာပေါင်ဝင်းကမြို့ကိုဝန်းရံပိတ်ဆို့ထားလိုက်ပြီးမြောက်ခတ်မှာရှိတဲ့ရှီဝအရက်ကိုဝင့်တိုက်ပါလိတော့ဒီမှာတွတ်တာပေါင်မင်းလက်စစ်ဖြူဟာကအရန်ပါနာပြီးထိရောက်လုံးခဲ့တယ်ဗျဒီနေရာမှာရှီဝကိုတိုက်ရတဲ့အကြောင်းရင်းရှိပါတယ်ရှေတက်မရတဲ့ဗိတ်တနိုးကိုစက်မတိုက်တော့ပဲရိတ်ခါနဲ့စစ်ကူပေးနေတဲ့ရှီဝကိုဝင်သိမ်းလိုက်ရင်ဗိတ်တနိုးကိုအင်အားနည်းသွားအောင်လုပ်လိုက်တာပေါ့ဒါဒီမဲ့လားဆိုတော့မဟုတ်သေးဘူးဗျဗိတ်တနိုးပြည်တဲ့သူ့ရဲ့အယုံကြည်ရဆုံးတလျိုးတယောက်ကိုယဟန်အတွင်နဲ့စေလွတ်လိုက်ပါတော့ဒွတာပေါင်းမင်းအကြံစီပေါင်းပါဒီလိုပါပန်ထွားပြေမရဲ့အားတာချက်ထင်နေတဲ့အာတုပါစီကြီးကိုဖျက်ဆီးဖို့နဲ့ရှီဝမှာအပြင်းထန်ခုခံနေတဲ့တူတမြို့သားကိုအထင်မြင်လွဲအောင်တည်င်းမှဖြန့်ဖို့လေဗျကဲအဲ့ဒီတလျိုကယဟန်ရောင်ဆောင်ပြီးဗိတ်တနိုးနန်းတွင်းတွေကိုရောက်လာပြီဗျသူကတာမန်ယဟန်လို့မဟုတ်ဘဲနမိတ်ဖက်တခုရှင်အတွင်နဲ့ပန်ထွားဘရင်မကိုချင်းကတ်ခဲ့တာပါပထမဆုံးသူလောက်တာကဘရင်မရဲ့ယုံကြည်မှုကိုအပိုင်သိမ့်တာပဲအရှင်မဗိတ်တနိုးပီကြီးနမိတ်မကောင်းဘူးဘေးဥပတ်တွေဝိုင်းနေပြီဆိုပြီးကြောက်အောင်အရင်လုတ်တယ်ဗျပြီးတော့မှဗိတ်တနိုးရဲ့အသက်သွေးကြောအာတုပါစီကြီးစီကိုကြည်ရင်ယဟန်တူကဘလို့ပြောလဲဆိုတော့ဒီစီကြီးရဲ့မျက်နှာပြင်မှာအညစ်အကြေးတွေတင်းနေလို့နမိတ်ပြက်နေတာဒါကိုစေးကြောတန့်ရှင်းမှတိုင်းပြည်ဘေးခမ်းမယ်လေအယူတီးရဲ့ပန်းထွားဘရင်မကလည်းယုံတာပေါ့ဗျာဒီမှာတဲ့ယဟန်တူကစီကိုတန့်ရှင်းရေးလုပ်ပေးမယ်လို့အကြောင်းပြပြီးစီမျက်နှာပြင်ကိုအစိတ်ရည်တွေဆေးရည်တွေနဲ့ပွတ်တိုက်ပြီးဖျက်ဆီးပြလိုက်ပါတော့တယ်ရလာကတော့ရန်သူလာရင်အလိုလိုမြင်ပြီးမြင့်ရည်ရှန့်စေတဲ့စီရှင်ကြီးဟာစီတိတ်ဖြစ်ရရှာတာပေါ့အဲ့ဒီမဲလားဆိုတော့မဟုတ်သေးဘူးဗျ
ယဟန်သူကပိုပြီးရုံမာတဲ့ဂုံချော့ကွက်ကိုတုံးလိုက်သေးတယ် ရှေ့တန်းမှာလေဒုတပောင်မင်းလေတတ်တွေကိုအသေးအတန်ခုခံပေးနေတဲ့တူတာကိုတူတာဟာဒုတပောင်မင်းစီကရွှေငွေတွေယူပြီးတက်စလာဖောက်နေတာသူကပန်ထွာဘယင်မကိုဖမ်းပေးဖို့အထီကြံနေတာဆိုပြီးမဟုတ်မမှန်တရေမားတွေဘယင်မနားတဲ့ထဲ့ပြီးတော့တာပေါ့တစ်ဖက်မှာလေရှီဝါစစ်မျက်နာကအခြေအနေမလှတဲ့အောင်ဒုတပောင်မင်းကဘျူဟာခင်းပြထားတော့မာနာကြီးတဲ့ပန်ထွာဘယင်မကအမအမှန်မခွဲခြားနိုင်တော့ပဲဒေါသအလိမ့်လိုက်ထွာလာတော့တဲ့နောက်ဆုံးမှာတော့သူ့ရဲ့အမာကန်စစ်သူကြီးတူတာကိုရှေ့တန်းကနေပြန်ခေါ်ပြီးပိတ်တနုံအကျဉ်းတောင်ထဲမှာချုပ်နှောင်လိုက်ပါတော့တယ်ဗျာကဲစဉ်းစားကြည့်ဗျာအကာအကွယ်ဖိတဲ့စီတော်ကြီးကပျက်စီးသွားပြီအားကိုရတဲ့စစ်သူကြီးကအချုပ်ထဲရောက်သွားပြီပိတ်တနုံရဲ့ကန်ကြမာကပျက်စီးလူနီးဖြစ်နေပြီပေါ့ဒီနေရာမှာသူ့သားရဲ့ပန်ထွာအပိုထားတဲ့အချစ်တွေကပိုပြီးပေါ်လွယ်လာတာပေါ့သူ့ကိုအကျဉ်းချထားပေမဲ့ပန်ထွာဘယင်မကတငယ်ချမ်းတန်ရောစင်ကိုမဖြတ်နိုင်သေးတော့အချုပ်ထဲမှာသူ့ဝါဒနာပါတဲ့စောင်းသေးကနဲ့ပန်းပူထုတာကိုလွတ်ခွင့်ပေးထားခဲ့ပါတယ်သူ့သားကတော့အဲ့အချိန်ထိတော့ပန်ထွာရဲ့ပုံတူပန်းပူရုပ်ကိုထုစစ်လိုက်စောင်းကိုဒီးပြီးတချင်းဆိုလိုက်နဲ့မြို့စားနဲ့ဘယင်မဆိုတဲ့အဆင့်တန်းတွေအောက်မှာသူ့ရဲ့ဖွင့်မပြောရတဲ့မေတ္တာတရားတွေကိုနောက်ဆုံးအနေနဲ့ဖွင့်ချလိုက်ပါရောဒီအချိန်သူ့သားတီးခန့်နေတဲ့ဆောင်းလေးကရုတ်တရက်ကျိုးပြတ်သွားပြီးမကောင်းတဲ့နမိတ်တစ်ခုကိုခံစားလိုက်ရတာပေါ့တစ်ဖက်မှာယဟန်တူရဲ့ဖလက်ကွက်အောင်မြင်သွားတယ်စီရိုကြီးကအတန်မထွက်တော့ဘူးမြင်းရင်မရှမ်းတော့တဲ့အခါဒုတပောင်မင်းကြီးရဲ့စစ်တပ်ကြီးကဗိတ်တနိုးမျိုးတွေကိုအလုံးရင်းနဲ့ဝင်လာတော့တာပေါ့အခြေအနေကိုတိသွားရဲ့သူ့သားတယောက်ဆုံးထင်ချက်တစ်ခုချလိုက်တာပေါ့သူ့သားရဲ့ရည်ရွယ်ချက်ကပန်ထွာဘရင်မဘေးကင်းဖို့လမ်းဖွင့်ပေးရမယ်ဆိုတာပဲဗျရန်သူလန်ချက်တွေဓားချက်တွေကြားမှာသူ့သားဟာသွေးအိုင်နဲ့လဲကျသွားတဲ့အထိဘရင်မကိုကာကွယ်ပေးသွားခဲ့တာပေါ့သူ့ရဲ့အသက်နောက်ဆုံးထွက်သက်မှာတော့သူ့ထုစစ်ထည့်တဲ့ဘရင်မရဲ့ပန်းပူယူကလေးကိုကြည်ရင်ပြုံးပြုံးလေးမဲ့ထွက်ခွာသွားခဲ့ရှာတယ်ဗျနောက်ဆုံးမှာတော့ပန်ထွာဘရင်မတွေကရန်သူလက်ထဲကိုဖမ်းဆီးခြင်းခံလိုက်ရပါတယ်မီးလောင်ပင်ထက်သွားတဲ့ဗိတ်တနိုးမျိုးတော်ကြီးကိုကြည်ရင်သူမအပေါ်အစ်စ်နဲ့လဲပြီးချက်ခဲ့တဲ့သူ့သားရင်မေတ္တာစစ်ကိုတီးသွားတဲ့အချိန်မှာအရာအလုံးကနောက်ကျသွားခဲ့ပြီပေါ့ကဲဘယ်လိုလဲဗျဒီမှာသူ့သားနေရာမှာခမရတော့ဆိုဖွင့်ပြောရဲလားကျွန်တော်တော့ဖွင့်ပြောဖို့အားပေးတယ်ဗျအ ਨੇ ဆုံးတော့ခေါင်းဖြတ်ခံရတာပေါ့